အောင်နဲ့ခင်တို့ဇနီးမောင်နှံဟာစူညံပွေလီမှုတွေကနေကင်းဝေးပြီးငိမ့်ချမ်းတဲ့ကမ်းခြေမြို့ငယ်လေးတစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။သူတို့ဝယ်ယူခဲ့တဲ့အိမ်ဟောင်းလေးကတစ်သားအိမ်လေးရှေ့မှာပန်းဥယျာဉ်လေးနောက်ဖေးမှာပင်လယ်လှိုင်းတံတွေကြားရတဲ့တဲတောင်ပြင်လေးနဲ့အိမ်ကနှစ်ပေါင်းများစွာလူမနေပဲကြံရစ်ခဲ့တာမို့အနှဲငယ်ညှိုးနှွမ်းနေပေမဲ့ချစ်စရာကောင်းနေသေးပါပဲသူတို့ရဲ့9နှစ်အရွယ်သမီးလေးမီမီအတွက်လည်းကြီးပြင်းဖို့အကောင်းဆုံးနေရပါပဲပြောင်းရွှေ့ပြီးတပတ်အတွင်းမှာပဲအိမ်ဟာပျော်ရွှင်မှုတွေနဲ့ပြည့်လာခဲ့တယ်ဒါပေမဲ့ဒီအိမ်ကသူတို့သာနေထိုင်တာမဟုတ်ဘူးလို့ခန်းစားမိစပြုလာတဲ့ညဘက်နောက်ကျတဲ့အခါတခါတရံမိဖို့ချောင်ကနေဇွန်းခတ်တန်တွေကြားရတယ်ခင်ကအောင်ကိုပြောတိုင်းသူကကြောင်တွေပါကွာလို့ဖြေတယ်ဒါပေမဲ့သူတို့မှာကြောင်မွေးထားတာမရှိဘူးတညကတော့မီမီရဲ့အခန်းကနေရံတွေပေါ်မှာခြေသီးလက်သိမ်းနဲ့ကုတ်ဖဲ့တန်တွေထွက်လာတဲ့အိပ်ပျော်နေတဲ့မီမီရဲ့အိပ်ယာဘေးမှာရက်နေတဲ့အရေးရင်းတစ်ခုကိုအောင်မြင်လိုက်ရတယ်မီးဖွင့်လိုက်တဲ့အခါအရာကပြန်ငြိမ်သွားတယ်အိမ်ဟောင်းဆိုတာသူ့အတန်တွေရှိတတ်တာပါပဲခမညာလို့အိမ်ကြီးချင်းအဖိုးကနောက်နေ့မနေ့ပြောလိုက်တယ်ဒီအိမ်မှာကလေးတွေကိုအရန်ချစ်တဲ့အဖွားအိုကြီးတယောက်နေခဲ့ဘူးတယ်သူတည်သွားတာ10စုနှစ်တခုကျော်ပါပြီအဲ့ဒီနေ့ညကစပြီးမီမီရဲ့အပြုအမူတွေဆန်းလာတယ်သူကကစားနေကြရုပ်ချင်းစုပ်ရုပ်တွေနဲ့မကစားတော့ပဲမီးဖို့ချောင်တွေကဓားတွေဇွန်းတွေကိုစုဆောင်းထားတယ်သူ့အိမ်ထဲကတဲတောင်ပြင်မှာတငယ်ချင်းမရှိပဲနိုင်ပေါင်းများစွာထိုင်နေတက်လာတယ်အနီးကပ်ကြည့်ရင်သူနဲ့အတူတဲထဲမှာခြေရာတွေနှစ်ဆုံရှိနေတာကိုတွေ့ရတယ်ပြီးတော့မီမီကသူ့မိဘတွေကိုမျက်စိတွေဆူရှစွာကြည့်လာတယ်မေအေးဒီလူတွေကကျွန်တော်ကိုနှောက်ယှက်နေတယ်လို့ညအိယာဝင်ချိန်မီမီကလေတံတစ်မျိုးနဲ့ပြောတယ်သူ့အတန်ဟာကလေးတယောက်အတန်မဟုတ်လူကြီးတယောက်လိုစကားပြောသလိုဖြစ်နေတယ်ငါအိမ်ထဲကထွက်သွားကြခင်ကလန့်ပြီးမီမီကိုဖတ်ထားလိုက်တယ်ဘသူတွေလဲသမီးဘသူပြောတာလဲမီမီဒါမှမဟုတ်သူ့ခန္ဓာကိုယ်ထဲကတစုံတရာကပြုံးပြီးပါဇက်ထဲကသွားတွေကထောင်နေတယ်လို့ခံစားရတဲ့အနီးနားမှာရှိတဲ့သူတွေပေါ့သူတို့ကမင်းတို့ကိုမလိုချင်ဘူးငါကတော့မင်းတို့ကိုလိုချင်တယ်အထူးသဖြင့်ဒီသေးသေးလေးခန္ဓာကိုယ်လေးကိုအဲ့ဒီညကအိမ်တအိမ်လုံးအေးဆက်နေတယ်လို့ခံစားရတယ်မီမီဟာသူ့ခန်းထဲမှာနေရန်ကိုမျက်နှာမူပြီးထိုင်နေတယ်သူ့နောက်ကျောနဲ့မိခိုးရောင်သပင်ရှည်ကြီးတွေကိုဖြစ်စေဒါမှမဟုတ်သပင်တွေလို့ထင်ရတဲ့အကွက်တွေကိုဖြစ်စေမြင်နေရတယ်သူပြန်လှည့်လာတဲ့အခါမျက်လုံးတွေကမှောင်နေပြီးချအနက်ရောင်တွေပြည့်နေတယ်လို့ပါပဲမနှက်ဖြန်ကြရင်အားလုံးအဆင်ပြေသွားမှာပါလို့မီမီရဲ့ပါဇက်ကနေအတန်ကျဲကျဲနဲ့ဆိုတဲ့အောင်နဲ့ခင်ဟာလက်တွဲပြီးကြောက်လန့်တုန်လှုပ်နေကြတယ်သူတို့ရဲ့သမီးလေးဟာဘယ်နေရာမှာလဲဒါမှမဟုတ်သူ့ခန္ဓာကိုယ်ထဲမှာဘသူတွေနေလဲဆိုတာသူတို့မသိကြဘူးအိမ်ဟောင်းကြီးရဲ့တိတ်ဆိတ်မှုဟာအောက်မေ့ပွဲနှစ်လိုပွဲဖြစ်ခဲ့ရာကနေယခုတော့တဲမဲကြီးမားလွန်းတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာခဲ့တယ်သူတို့ရွေးချယ်မှုဟာသူတို့ကိုဘယ်စီခေါ်သွားမလဲဒါမှမဟုတ်ဘသူတွေကသူတို့နဲ့အတူပါလာတာလဲမနက်ခင်းမိုးတောက်ချိန်မှာမီမီရဲ့အခန်းတကားဟာတိတ်ဆိတ်စွာပွင့်သွားပြီးထွက်လာတဲ့သူဟာဒုတိယအပိုင်ကိုမနက်ဖြန်ဆက်လက်ဖော်ပြမည်